မင်္ဂလာပါရှင် MM Cartoon Channel ကနေကြိုဆိုလိုက်ပါရရှင်ယခုပြပြမဲ့ပုံမြင်လေးကတော့အလွယ်လန်းလိုက်သူဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်မြို့ငယ်လေးတစ်မြို့မှာခုထွန်းနဲ့မတင်တင်ဆိုတဲ့လင်မယားနှစ်ယောက်ရှိပါတယ်မတင်တင်ကတော့ဈေးရောက်မိမယ်အမြဲတမ်းကြီးပွားချမ်းသာဖို့အတွက်အမြဲတမ်းတွေးတောနေတဲ့သူတစ်ယောက်လည်းဖြစ်တယ်ကိုထွန်းကတော့စက်ယုံတော်သမားတစ်ယောက်ဖြစ်ပါတယ်မိမကြီးငါလွန့်ပွားတော့မယ်နော်ရှင်ရဲ့လာစားကလည်းတလဘလောက်မှကြည့်ရတာမဟုတ်ဘူးဒီလူပုံစံနဲ့ဆိုရင်ကျမတို့ဘလို့မြင်မြန်ချမ်းသာနိုင်ပါလဲမိမလည်းငါတို့ဖြည်းဖြည်းချင်းကြိုးစားသွားရင်ချမ်းသာနိုင်ပါလေတနေ့ကျရင်ဒီလူနဲ့ကိုထွန်းလည်းအလုပ်သွားပါတော့တယ်မတင်တင်ရတော့စီထဲမှာတယောက်တည်းမချင်မနဲ့ဖြည့်ပြီးကြံခဲ့ပါတော့တယ်မတင်ရဲ့မျက်နှာလေးမကောင်းပါလားဆေးရောမကောင်းလားဒီနေ့ဝေးလေးပါလေးလို့လည်းဆိုရင်ကျမရှိရချိလေကျမမတင်ကိုချိပါမယ်ဈေးတွေမမူးရဲ့စကားကိုကြတော့မတင်တင်ကအရန်ဒေါသထွက်သွားပါတော့တယ်နောက်နေ့တမနက်မှာတော့ကိုထွန်းဟာရစားရတဲ့လာစားတွေကိုမတင်တင်ရှိကိုအပ်ပါတယ်မိမကြီးငါတင်တာလာစားတဲ့ဟာတုံးမို့အတွက်ဖေးပြီးကျန်တဲ့ဟာတွေကိုအရုပန်ကောက်ထဲထည့်ထားလိုက်မယ်နောက်မိမတင်တင်ဟာအညံချမ်းလာတဲ့သူဖြစ်ချင်တာကြောင့်ဖုန်းထဲက online ခင်းကြီးကိုစပြီးတော့စော့လာမိတယ်ဒီလိုနဲ့သူလည်းခင်းကြီးကိုစပြီးတော့ဆွဲလန့်လာတယ်မစပိုင်းကတော့နိုင်ပြီနောက်ပိုင်းလိုက်ကြအောင်ပတ်စံတွေကစက်တိုင်ရှုံးมาတော့တယ်မတင်ဟာသူ့ယောက်ျားပန်ထဲကထည့်ထားတဲ့ပတ်စံတွေကိုလည်းအကုန်လုံးခင်းကြီးစော့ပစ်လိုက်တယ်ဈေးတွေကြီးရှိရလဲသူကပတ်စံတွေစပြီးတော့ချီးပြီးတော့ခင်းကြီးကိုစော့လာတော့တယ်တနေ့မှာတော့သူကသူ့မှာရှိတဲ့ပတ်စံတွေအကုန်လုံးရှုံးသွားပါတော့တယ်ဈေးရမှုတွေပတ်စံတွေနည်းနည်းပဲကျန်တော့တယ်ဒါတွေကိုသူ့ယောက်ျားကိုထုံးကတော့ဘာမှမသိရှာပါဘူးနောက်နေ့မနက်မှာတော့မတင်တင်ဟာဈေးရမှုလည်းစိတ်မပါနဲ့တော်တော်လေးစိတ်ညစ်နေခဲ့တယ်ဒီလိုနဲ့တညမှာတော့ကိုထုံးဟာသူ့ပန်ကောက်လေးကပတ်စံတွေမရှိတော့လို့စိုးရင်ထိတ်လန့်သွားခဲ့တယ်မတင်ကြီးငါဆုတ်ထားတဲ့ငါပန်ကောက်ထဲကပတ်စံတွေဖျောက်သွားတာတော့ကျမယူတုံးလို့ခုံသွားပြီပတ်စံတွေဒီလောက်ပတ်စံအများကြီးကိုမင်းကဘယ်နေရာမှာတုံးလိုက်လို့ကုန်သွားတာလေငါပတ်စံနင်းမြင်ရမလားချမ်းသာခြင်းလို့ငါ online game တွေစောလိုက်တာငါပတ်စံတွေအကုန်ရှုံးသွားပြီဟာနောက်တနေ့မနက်မှာတော့သူဟာဒီလိုနဲ့အလုပ်ကိုတေချာထူးစားပြီးလုပ်တော့သူ့ရဲ့အလုပ်မှာသူကယာရုတူဝါပါတော့တယ်မောင်ထုံးမင်းကလို့ကိုတေချာလုပ်ပြီးယာရုတူတော့အမေကိုကွန်ပျူတာရကျွန်တော်လည်းအားလုံးကကိုလို့ဖေးလို့ကျွန်တော်ကလည်းအားလုံးကိုချီးဆုတင်ပါလေဗျာညတညမှာတော့မောင်ထုံးဟာမချင်းတင်းကိုစိတ်ဆိုးပြေသွားပါတော့တယ်မေလုတ်ခဲ့တဲ့အမားလေးကိုနောက်နောက်ရောက်မယ်ဆိုတာငါသိတယ်နောက်တစ်ခါတစ္ဆန်ကိုအလွေတကူနေနဲ့ချမ်းသာခြင်းနဲ့စိတ်မဖြစ်အောင်မင်းနောက်တစ်ခါထိန်းတော့အားလုံးပုံမှန်လေးစူးစမ်းပြီးလို့မီဒီနေ့မှာငါတို့လေးချမ်းသာလာနေပါလေမတင်တင်ဟာပတ်စံကိုအလွေတကူအမြန်ချမ်းသာခြင်းနဲ့နီးလာကိုလောက်ခဲ့မိလို့သူ့ပတ်စံနေဆုံးရှုံးသွားတာဒုနာလေသွားတဲ့အတွက်ဒီနေ့ရစားပြီးဈေးကိုသူကကားမွန်နဲ့ထေးချာလေးရောင်းသွားပါတော့တယ်လူရီလာကိုလိုက်ပြီးမြင်ချမ်းသာခြင်းနဲ့သူဟာမိသားစုဘဝကိုတောင်ဖြတ်စည်းသွားနိုင်ပါတယ်ဒီပုံမြင်လေးကိုကြည့်ပြီးတော့သင်ခန်းစာရလိမ့်မယ်လို့ညွှန်လင့်ပါတယ်နော်နောက်ထပ်ပုံမြင်ကောင်းလေးတွေကိုကြည့်ရှုဖို့အတွက် channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါဦးနော်